အရန်ပင်ပန်းနေတယ်လို့ထင်ရတဲ့အခါရတဲ့အချိန်လေးမှာကောင်းကောင်းအိပ်စက်အနားယူလိုက်ပါမနှက်ပြန်တွေအကြောင်းကိုအများကြီးမတွေးပါနဲ့ဘဝကရုပ်ရှင်တွေကလို့တော့အမြဲရှုံးမြင်စရာအခန်းတွေပဲပြည့်နေတာမှမဟုတ်တာတခါတလေအစင်မပြေစရာတွေနဲ့တခါတလေဒဏ်ရာတွေနဲ့တကယ်တမ်းကိုပိုင်ဆိုင်ထားတာကလက်ရှိပြစ်စုံပါနဲ့လောက်ပိုင်ဝင်လေးတစ်ခုပဲရှိတာပါအနာဂတ်မှာနောက်ထပ်ဘလို့အဆိုးတွေကြုံလာရအောင်မလဲဆိုတာထက်ကြုံလာတဲ့အဆိုးတွေကိုဘလို့ရင်ဆိုင်သွားမလဲဆိုတာကသာကိုဘဝရဲ့အဖြေပဲမဟုတ်လားအေးချမ်းနေတဲ့ဆိုတဲ့သူတွေမှာလဲတစ်ချိန်ကအပူတွေများစွာနဲ့ပါပဲအဆင်ပြေနေတယ်ထင်ရတဲ့သူတွေမှာလဲလူမသိ